ထိုလူကအကြမ်းဖက်မှုတစ်ခုကိုကျူးလွန်ခဲ့တာကြောင့်ထောင်ချခံခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီပြစ်မှုကပဲသူ့သားရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့တာမို့လို့သူဟာထောင်ထဲကိုဝမ်းမြောက်ဝမ်းသာပဲဝင်သွားခဲ့ပါတယ်အရာအလုံးဟာသူ့သားဖြစ်သူရုတ်တရက်လေးဖြတ်ပြီးနောက်ပိုင်းအသက်ရှူအထောက်ကူပြုဆက်တင်လိုက်ရတဲ့အချိန်ကစလို့ဖြစ်ပွားခဲ့တာပါဆရာဝန်တွေကစစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက်မိသားစုဝင်တွေကိုခေါ်ယူတွေ့ဆုံပြီးအသက်ရှူဆက်ကိုဖြုတ်လိုက်ဖို့အကြံပြုခဲ့ကြပါတယ်သားဖြစ်သူဟာအုံနောက်တည်ဆုံးသွားပြီဖြစ်လို့အသက်ရှင်တန်းနိုင်ခြေလုံးဝမရှိတော့ဘူးလို့သူတို့ကပြောခဲ့ကြပါတယ်မိခင်ဖြစ်သူကမျက်ရည်တွေကြားထဲကနေအသက်ရှူဆက်ဖြုတ်ဖို့သဘောတူခဲ့တယ်လို့အကိုဖြစ်သူကလည်းလက်ခံခဲ့ပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူကတော့လက်မခံနိုင်ခဲ့ပါဘူးသူ့သားဟာအရင်ကလည်းဒီလိုအခြေအနေမျိုးတွေကြုံတွေ့ခဲ့ပြီးအမြဲတမ်းပြန်လည်တက်တာလာလေးရှိတယ်လို့သူကဆိုအတင်ပြောဆိုနေခဲ့ပါတယ်တိုးတော်လည်းဆရာဝန်ကနားမထောင်ခဲ့ပါဘူးမိခင်နဲ့အကိုဖြစ်သူရဲ့သဘောတူညီချက်ရထားတာကြောင့်ဆရာဝန်ဟာအသက်ရှူအထောက်အကူပြုဆက်ကိုစတင်ဖြုတ်ချပါတော့တယ်အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူဟာအခန်းထဲကိုဝုန်းတိုင်းကျဲဝင်ရောက်လာပြီးတနက်ကိုဆွဲထုတ်ကသူ့သားကိုတယောက်ယောက်သာလာထိရင်ပြစ်သက်ဖြစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။သူနာပြုတွေဟာချက်ချင်းပဲအခန်းထဲကနေထွက်ပြေးသွားကြပေမဲ့အကိုဖြစ်သူကတော့အခန်းထဲကိုပြေးဝင်လာပြီးဖခင်ဖြစ်သူကိုလုံးထွေးတက်ဖို့ကလက်နက်ကိုလူယူခဲ့ပါတယ်။အကိုဖြစ်သူကသူ့တနက်ကိုအောင်မြင်စွာလူယူနိုင်ခဲ့ပြီဖြစ်ကြောင်းလူတိုင်းကိုပြသပြီးအခန်းပြင်ကိုထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတော့သူ့မှာနောက်ထပ်လက်နက်တစ်ခုရှိသေးတယ်လို့အော်ဟစ်ပြောဆိုခဲ့ပါတယ်။သူနာပြုတွေကကိုရဆက်တကိုဖုံးဆက်ခေါ်ခဲ့ကြပြီးမကြခင်မှာပဲရဲအဖွဲ့တွေဟာထိုအခန်းကိုဝိုင်းထားလိုက်ကြပါတယ်သူတို့ကဖခင်ဖြစ်သူကိုလက်နက်ချဖို့တောင်းဆိုခဲ့ပေမဲ့သူကတော့ညှင်းဆန်ခဲ့ပြီးအခန်းထဲကိုဝင်လာရင်ပြစ်ခတ်မယ်လို့ချင်းချောက်ခဲ့ပါတယ်တကယ်တော့အမှန်တရားကတော့သူ့မှာဒုတိယလက်နက်ဆိုတာမရှိပါဘူးသူသားအတွက်အချိန်ပိုရအောင်ဝယ်ယူတဲ့အနေနဲ့ပဲအဲ့ဒီလိုလိမ်ညာပြောဆိုခဲ့တာပါဖခင်ဖြစ်သူဟာသူ့သားရဲ့လက်ကိုစုပ်ကင်ထားရင်အပြန်လန်ထိတ်တိုက်ရင်ဆိုင်မှုဟာ3နာရီကြာအောင်ဆက်ရှိနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရုတ်တရက်သားဖြစ်သူကဖခင်ရဲ့လက်ကိုပြန်လည်ညှစ်လိုက်ပါတယ်ဖခင်ဖြစ်သူဟာအံ့အားသင့်တုန်လှုပ်သွားပြီးဒါဟာသူ့စိတ်ကူးရင်မှုလားဆိုတာမသိချခဲ့ပါဘူးဒါကြောင့်သားဖြစ်သူကိုလက်ကိုနောက်တစ်ချိန်ထပ်ညှစ်ပြဖို့တောင်းဆိုခဲ့ပါတယ်သားဖြစ်သူကထပ်မံညှစ်ပြခဲ့တာကြောင့်သူဟာအသက်ရှင်နေစေဖြစ်ပြီးသတိရှိနေသေးကြောင်းသက်သေပြနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူဟာအခန်းထဲကနေလမ်းလျှောက်ထွက်လာပြီးသူ့သားဘေးကင်းတော့မယ်ဆိုတာကိုသိရှိသွားတဲ့အတွက်အခန်းခံလက်နက်ချခဲ့ပါတယ်သူဟာထောင်နှံဆဲတလားချက်ခံခဲ့ရပြီးပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာတော့သူ့သားနဲ့အတူနောက်ဆုံးမှာပြန်လည်ဆုံစည်းနိုင်ခဲ့ပါတော့တယ်